တဲ့သောတာပန်သောတာပန်ပဲရင်စစ်မတိုက်တော့ဘူးလားဆိုတော့မတိုက်ခံရမှာပေါ့သူများလာတိုက်ရင်ဘယ်လိုလုပ်မှာတော့နေစုံနေပြန်မှာသဘုံထားနေရာဇဂတိရှင်ဘုရင်ဗိမိတာရမင်းကြီးသောတာပန်စစ်တိုက်ပုံလေးရဘာတော့သူတို့သင်ပေးတယ်လို့ဖြစ်လို့ဒီထဲမှာသောတာပန်နေပါလားပါတောက်တော့မလားတရင်ကြပြီတဲ့တရင်ကြပြီတဲ့ဘယ်မျိုးပဲရွာဘယ်ဒေသနေစုံနေကြမှာတိုင်းပြည်ကိုစူပူတောင်းရမ်းနေပြီတိုင်းပြည်ကိုအနောက်ရှက်ပြီးနေပြီတိုင်းလူပြည်သားတွေကထွက်ပြီးကိုနာရွှေဒီနာရွှေနေနေရပြီဗိမိတာရမင်းကြီးကဘယ်လိုခိုင်းတော့ဆိုတော့ဟေးရှိသမျှတဲ့နေတွေစုအိုက်ကောင်တွေအကုန်သွားတတ်အလိုတော့ပဲခိုင်းမှာတော့သောတာပန်ကြီးအေးဒုက္ခရောက်နေတဲ့တိုင်းသူပြည်သားတွေအေးချမ်းချမ်းနေနိုင်အောင်သွားဆောင်ရွက်လိုက်ဟုတ်လားမှန်ပါဗျာဒါတို့တော်ရအရာရှိတွေဗိုလ်ချုပ်ကြီးတွေဖြစ်သွားရင်ဒီတော့သောတာပန်ကလည်းဖြစ်တရားလည်းအားထုတ်သောတာပန်ကလည်းဖြစ်ဟောဘက်ကလည်းယာတုကလည်းကြီးအရှင်ဘုရားတပည့်တော်သောတာပန်စစ်တိုက်လို့မရတော့ပါဘူးဘုရားအားကြောင့်မို့အလုံးထွက်အဲ့လိုတခါလည်းသင်ပေးထားတာဟောတိုက်သူကြီးသားတွေနေရထိုင်ရစားရတောက်ရပင်မနေကြရင်မပင်မအောင်အစင်မပြေပြေအောင်တွားပြီးဆောင်ရွက်ပြီးလို့အဲ့လိုပဲစီမံတာဒီနေ့ဗိမိတာရမင်းကြီးကနန်းရင်ပြင်မှာဒေတာပရင်ဖွင့်ပြီးတော့ကြည့်လိုက်တော့လူငယ်လေးတယောက်သူတို့ခေတ်ကអော်ကြတာပေါ့လေတွေးကြကြတာပေါ့ကျွန်တော်ကိုအလုတ်ကလေးတွေအကင်လေးတွေခိုင်းရပါခင်ဗျာထင်းခွဲရမလားရေခတ်ရမလားမောင်းထောင်းရမလားဘာတွေသိရပိုးရမလဲကျွန်တော်ကိုလူအားကအပြစ်တပြားပြီးခိုင်းရပါခင်ဗျာဆိုပြီးတော့အလုတ်လိုက်တောင်းရင်းနဲ့ကြွေးကြော်ပြီးလမ်းမှာသွားတော့မှထင်းခွဲစရာရှိဟဲ့အမောင်းလာဒီမှာထင်းခွဲရောထင်းခွဲပြီးတော့ရော့တပြားရော့နှစ်ပြားအဲ့လိုပြီးတယ်ဟိုတုန်းကအလုတ်လျှောက်တဲ့သူကအဲ့လိုလျှောက်သွားခုခေတ်ကျတော့စာရွက်တွေတစ်ထပ်ကြီးထပ်ပြီးတော့လိုက်လျှောက်သွားအလုံးမရှိလို့အလုတ်လိုက်တောင်းပြီးတော့တစ်မျိုးလုံးကိုလှည့်ပြီးတော့သွားနေတဲ့လူငယ်လေးရဲ့အတန်ကြားတော့ဗိမိတာရမင်းကြီးကလမ်းကိုကြည့်တာဘာလို့လမ်းကြည့်တာလဲဆိုတော့ဗိမိတာရမင်းကြီးမှာတော်ရုံလူတွေမတက်ကျွမ်းတဲ့ပညာတစ်ခုတက်ဘာပညာတက်လဲဆိုတော့ဒီအတန်ကြားလိုက်တာလေဒီအတန်ရှင်ဟာဘလို့ပုဂ္ဂိုလ်ဆိုတာသိတယ်အပြန်လှည့်လာပြီးတော့ဘေးမှာသူ့ဟိုမိဖုရားငယ်ရှိတာပေါ့လေမောင်မမိတ်တန်ရှိတော့ဟဲ့မင်းကြီးတယောက်သွားစမ်းဒီတငယ်အော်တဲ့အတန်နဲ့မှဒါတထေးအတန်ပါတယ်တထေးဘယ်နဲ့တထေးဖြစ်ပြီးတော့သူများအိမ်အလုပ်လုပ်စားရတယ်လို့ကိုယ်တပြားရရနှစ်ပြားရရနဲ့ကျွေးကြော်နေတော့လိုက်စုံစမ်းစားဟောလိုက်စုံစမ်းညနေကြတော့ပြန်လာအသေးလေးကြီးဆင်းရဲသားပါမျိုးစုံမျိုးပြကျူးကျော်မှာဟောအဲ့တော့ကျူးကျော်ရှိတာမရှိတာမသိကျူးကျော်မှာတဲလေးအစုပ်ကလေးနဲ့အဲ့လိုနေတာပါတကယ်ဆင်းရဲသားပါနောက်နေ့တစ်ခါပြန်ပြီးတော့ဒီလူငယ်ကကျွေးကြော်ပြန်ရောဗိမိတာရမင်းကြီးကကြားပြန်ရောဗိမိတာရမင်းကြီးကကြားတော့မဟုတ်ဘူးဒီအတန်ထဲမှာတထေးတန်ပါတယ်တထေးတန်အတန်ညာလို့မရဘူးလေပတ်စံရှိတဲ့သူနဲ့မရှိတဲ့သူနဲ့အတန်ပြောတဲ့အတန်ချင်းတူလားတူပါဗျာအဲ့ဒါရဟန်းဖြေတာသိတယ်မသိပဲကဲလာဇန်းရဲ့နဲ့လာကုန်ကလေးရဲ့နဲ့အတန်တူလားကြောင်းသားတူပါဗျာအဲ့ဒါတော့လက်တွေ့လေဟုတ်တယ်မဟုတ်လားလာသာပဲရက်ထုတ်လာကုန်ထုတ်တာလာဇန်းရဲ့ကျန်တော့ပေါ်သေးတယ်မဟုတ်လားပတ်စံလေးလက်ထဲရှိတော့အတန်တစ်မျိုးလေဟေ့ပြတော့အေးသွားမယ်ဟိဘောလာဇန်းရဲ့က
lá công ngàn đi cho nó hết toa mà là ít toa mày khăn nào sao ta nếu mà vừa nó bắt sang chi để mình chịu tí để ấy nó xem bia nó phải mua ấy ở đây nhà đi tìm bia mà mấy sao đấy bay đấy là đấy đây ta nói thằng này là này đi lu bắt sang chi để mình chịu đi lu bia nhà đất để mình đặt đi lu bia nhà chi để mình chịu tí đã đấy nó số ta rồi số tí đã là có ấy lón này mình làm mua sao ấy ngồi lón này mình làm mua sao bây giờ là tí đấy ta nói thằng này hôm mà chàng ấy để mình chàng mua sao tí gì giống này đó tí vào đây lúc là gì đấy từ giờ hôm mà chàng này uống đi nên là mình lúc mà là gì đấy từ tí là mình lúc mà là gì đấy thôi anh tí bí là mình biết đâu xem ý là mà không vu đã tất thế ta vậy này thế rồi mà đi làm không lọt vu số bí đóအဲ့လိုပြောပါများတော့မင်းကြီးတွေကသွားစုံစမ်းတော့လို့ပဲလေအဲ့ဒါနဲ့အနားမှာရှိတဲ့မိဖုရားငယ်ကအသမင်းကြီးတဲ့အသမင်းကြီးရဲ့အတတ်ပညာကိုလည်းယုံပါတယ်လက်ခံပါတယ်ကျွန်တော်စုံစမ်းမရစီဆိုပြီးတော့စုံစမ်းတာသူကဘယ်လိုစုံစမ်းဆိုသမီးဆွဲပြီးခေါ်သွားတာသမီးရဲ့16 18ပေါ့အဝတ်စားတွေအကုန်လုံးနဝဒန်စားတွေကိုလဲပြီးသူဆင်းရဲမှသားမိအောင်ဆောင်ပြီးတော့သွားစုံစမ်းအဲ့ဒီအိမ်မှာသွားတဲတာဟိုကတဲဖို့တယောက်တည်းနေပါတယ်ဆိုမှလာတဲတော့အဲ့ဒီလူငယ်အပြင်ထွက်သားမိနှစ်ယောက်ကအထဲနေဒီမောင်မမိတ်တန်ကဒီမိဖုရားငယ်ကမင်းကြီးရဲ့အတတ်ပညာကိုယုံတယ်လေဧကမုတ်ချကိုဒါတတိရှင်မြင်းကြီးပြောတဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတညာလေးတဲပြစီဆိုပေးတဲ့မိုးချုပ်တော့ဘယ်မှမသွားဘဲနဲ့ဆိုအိမ်နဲ့ထားသူကအပြင်ထွက်အိမ်မနဲ့မိုးလင်းကြတော့အိုးမျက်နှာတက်တဲ့ရေးနဲ့ဘာနဲ့အိုးရှိတဲ့ခွက်ကလေးနဲ့ရှိတဲ့ရေလေးနဲ့သေချာပြုတ်ပြင်းပြီးကလေးတော့နားပြစီအောင်ကွယ်ခီးပန်းလို့မသွားသေးဘူးဆိုတရက်နေလိုက်နှစ်ရက်နေလိုက်နောက်ကြတော့3-4ရက်ပဲရှိသေးတယ်အဲ့ဒါရှင်မင်းကိုရောက်ခမတော်သွားရောအဲ့သမီးငယ်နဲ့အဲ့ဒါအိမ်တော်ကြသွားရောအဲ့ဒီအိမ်တော်ကြတော့မှအဲ့ဒီမိဖုရားငယ်ကရှင်မင်းကြီးစီကိုပြောတာအသိမင်းကြီးတဲ့အကျွန်တော်တို့စုံစမ်းတဲ့နေရာမှာအထောက်အကူပြုအောင်သူတို့နေတဲ့လမ်းမှာပွဲလမ်းတစ်ပင်ကျင်းပပေးပါဆိုတော့မင်းမိတ်နဲ့ပွဲလမ်းတစ်ပင်ကျင်းပတာပေါ့ကျင်းပတော့လှအောင်ပအောင်ပြင်ဖို့အဲ့ဒါအဝတ်စားကလည်းမရှိပွဲလမ်းတစ်ပင်နဲ့ဆိုကျွေးဖို့မွေးဖို့ကလည်းမရှိအဲ့ဒီသမီးငယ်သူ့ဇနီးမယားဖြစ်မဲ့သူကပူဇာတော့အဲ့ဒီမှာအလုပ်ပို့ကြိုးစားမယ်ဆိုလို့လည်းမရတော့ဘာလို့တော့ဆိုတော့မြုပ်ထားတဲ့နေရာမှာဂရီ40ရှိရွှေရင်းကဂရီ40ရှိဖြစ်ပုံကသူတို့ရွာကြီးကပြက်သွားတာအဲ့ဒီရွာမှာသူတို့အမေဖေကတတိဂရီ40ချမ်းလာဘယ်လိုယောဂလိုမျိုးရင်နာနာဖြစ်တော့မိဘတွေကသားကြီးပြေးခဆိုပြီးပြေးခိုင်းလိုက်တာပြေးတတ်တဲ့အရွယ်လေးနားလေတဲ့အရွယ်လေးဘာရှိမှတော့6နဲ့9နဲ့အရွယ်ပဲထားပါပြေးခေါ်ဒီမှာရွှေရင်းငွေတွေကတော့ဒီမှာမြုပ်ထားတဲ့သားကြီးသားပြေးဆိုပြီးတော့နှောက်လိုက်တော့တနေ့တည်းပြေးပြီးတော့အခုအသက်20ကျော်မှသူတို့မျိုးရွာပြန်ရောက်တော့သူတို့ရွာပြန်ရောက်တော့တရွာလုံးကပြည့်ဘယ်သူမှမနေကြတော့ဘူးလေယောဂကြီးဖြစ်ထားတာအဲ့ဒီမှာနေရွှေအိုးဂရီ40ရွှေရင်းငါးတွေရှိအဲ့ဒီမှာရွှေရင်းငါးတွေရှိတော့သူကအလုတ်တာလိုက်ပြီးတော့ဆင်းဆရဲနဲ့တရင်ငါးတာလှုပ်စားတာစိတ်ထဲမှာကသူ့မှာဂရီ40ရှိတယ်ဆိုတော့စိတ်ကရှိတယ်အဲ့ကျတော့အတန်ကနည်းနည်းမာတယ်ပေါ့မာရပဲပြောမလားဒါဗိမိတာရမင်းကြီးမှသိတာပေါ့အဲနောက်ဆုံးအဲ့ဒီထဲကနေပြီးတော့မိမပူဇာနှောအာကြီးလို့ဒီနာပြားပြားထုတ်ပြီးတော့ပြီးတော့မှအဲ့ဒါသားမိကအကြံစီနဲ့ဆိုတော့အိုးဝစားလေးပါလေနန်းတော်မှာဝစားအသစ်တွေယူဝတ်ပြီးတော့ဒီတင်းကားပြားကိုရှင်မြင်ပြီးနောက်တစ်လနေတော့တစ်ခါပွဲလုပ်ပြန်နောက်ထပ်တင်းကားတစ်ပြားရအောင်ပူဇာပြန်နောက်တစ်လနေတော့ပွဲလုပ်ပြန်တင်းကားတစ်ပြားရအောင်ပူဇာပြန်
Now a me loaded like the day not air the town Luro, the day not lumity to Medina, and the mule of my visa name boom. I don't know, I'm really a sweetie, you are cannot be a me. And then at a gong when at a down me, Eddie Jamma ain't on few women so dog. Eddie may be young in the Dami Nioka, piano to Hadifua. You have piano, none of piano, what do you have piano? You have piano at the year she did a laugh, Paralo. Pando of the vehicle, the other was a name called up baby that I mean she. Called out of more pussies or more poor. She may need to it or she may need it. We not do it, huh? Team Bibiana, I'm me boo the Lulu. Maybe I'll be at the middle of the huh? I'm make money do alarm. I married Bajiniga among Holly Dinga, but do dinner layers of the dinner pitch up ya. Dinner lay domia, swinging on the domia, cheated to hard, and not dinner way. Eligama di doavi. Do my best hand shida, sweet dinner shida, last on the man did. I would do John Ella. And that also I look at it, is she to Yasima, the young and the Omla. Huh? Apa ni balut jam? Acehnya mudi bila biolo ba mah di dia ni pun mana saya hore, saya boleh hore dia mo, sini lagi hobi. Tapi lu dah ada isu dengan aku. Tahu dong bila biolo me ba me sa me tahu me suyi, banyak teman le. မဖြစ်အများလေးစားမှုလည်းမရနိုင်ကိုယ်မှရှိပေမဲ့တစ်ခါတလေမရှိကြအောင်ဆောင်ဟုတ်လားကိုယ်မှရှိပေမဲ့မရှိကြအောင်ပညာရှိဆိုတာကွယ်ဒီလိုပြောမှတထေးဆိုတာကွယ်တထေးဆိုတာရှိလျက်နဲ့မရှိအောင်ဆောင်နိုင်ရတယ်ပညာရှိဆိုတာသိလျက်နဲ့သိကြအောင်မသိအောင်ဆောင်နိုင်ရတယ်ဒါတော့ရှိမရှိအောင်ဆောင်နိုင်လားရှိတဲ့အတိုင်းသုံးပါလားတတိမဖြစ်နိုင်ဘူးဟုတ်လားဒါတော့သိလျက်နဲ့မသိကြအောင်ဆောင်နိုင်တာလားသိရင်မပြောဘဲမနေနိုင်တာလားပြောကွာပြဿနာရှုပ်ရောအဲ့ဒီကြမှာရှိလျက်နဲ့မရှိအောင်နေတတ်မှတတိဖြစ်မှာတတိသိလျက်နဲ့မသိအောင်နေတတ်မှာမသိတဲ့လူနေတတ်မှာပညာရှိဖြစ်မှာတသက်လုံးမှတ်ထားရှိတဲ့ဟာရှိဟန်ပြလို့ရှိကုန်တာပဲအဖက်တင်တယ်သိတဲ့ဟာကိုမသိဟန်မပြဘဲနဲ့သိတဲ့ဟန်ရှောက်ပြောလို့တော့မယုံတာပဲအဖက်တင်တယ်ဟိုအလို့ကြီးမလုပ်ကြတယ်ငြိမ်သွားပြီဘာဖြစ်လို့လဲစဉ်းစားတာဘာရင်းများစဉ်းစားတာလဲရာဇဂုတတိရာဇဂုပြည့်ရှင်ဗိမိတာရာမင်းကြီးကအဲ့ဒီရွှေတွေအကုန်ယူခိုင်းပြီးတော့မှတထေးဘွယ်ပဲလူပြီးသားဘွယ်လူပြီးသမီးနဲ့ပြီးစားအဲ့တော့ဘုရားရှင်ကိုရမြတ်ကြီးထံမောက်ရောက်မှာဘုရားရှင်ကိုရမြတ်ကြီးဒီတရားဟောပြ